အောင်လေးလာကြတာလေချက်လိုမျိုးဗီဒီယိုမှာစာရန်လေးထိုးတာ motion လေးလောက်တာလေးပဲမလေးလာမယ်ဆိုတော့လေဟုတ်တယ်မလေးဗီဒီယိုလေးမှာမလေးကကိုပြောတဲ့စာသားကိုတကယ်ကိုထိရောက်သွားအောင်မှတ်မိသွားအောင်ကြွရွာအောင်မလေးကထင်လို့ရှိတယ်နောက်ခုဆိုတော့ coach ပုံလေးဆိုလုပ်ထားတယ်နော်အဲ့လိုမျိုးလေးလာခြင်းနေဆိုရင်မလေး20ရက်နေ့နော်ဒီ mention 20ရက်နေ့မှာတင်တယ်လေးရှိပါမယ်ရှင် video editing တင်တယ်လေးပေါ့နော်လာရရဲ့ join လို့ရပါရှင်တရားက2000ပါ okay အကောင်လုံးတင်ပေးပါမယ်ဆရာစားမချမ်းပါမလေးအဲ့လိုမျိုး video လေးတွေမှာဘယ်လိုမျိုးပေါ့နော်ကိုပြောချင်တဲ့အကြောင်းအရာကိုရအောင်လို့ပေါ့နော်ဘယ်ရာလေးတွေဆိုပိုပြီး emphasize လုပ်ပြီးတော့မလေးပြသွားတာအစနော်မလေး motion လေးနဲ့ပြောင်းပြီးတော့မလေးလှုပ်သွားတယ်နော်တစ်ခုပြီးတစ်ခုအရေးကြီးတဲ့ဟာလေးပေါ့လို့စကားတိုင်းတော့မလေးလိုက်မပြောနေဘူးဒါပေမဲ့အရေးကြီးတဲ့ point of view လေးတွေမလေးထောက်ပြီးတော့လှုပ်သွားတယ်နော်အဲ့ဆိုကိုကအကျိုးရှိတဲ့ဟာလေးပေးနေတယ်ဆိုတော့ကိုယ့်ရဲ့ video လေးကို standard ရှိစေချင်တယ်နော်အဲ့တော့ခုနောက်ပိုင်းဆိုလည်းမလေးဗီဒီယိုတွေပါတွေပေါ့နော်အလှကုန် cosmetic နဲ့ပတ်သက်တဲ့ဟာမျိုးဆိုလည်းမလေးအဲ့လိုအရေးကြီးတဲ့ဟာလေးမလေးနော်ထောက်ပြီးတော့ဒီ motion လေးပြောင်းပြီးမလေးလှုပ်သွားတယ်နော်အဲ့တော့လူတွေကပို့ပြီးတော့အဲ့လိုမျိုးလုပ်လေကိုယ့်ရဲ့ video ပို့ပြီးတော့ view တက်လေပဲသိလားမလေးဒါလေးလာတွေ့ရှိချက်လေးပေါ့နော်ကိုကဘာမှစာရိုင်းမထိုးပဲရေးရတဲ့စာလို့စာရိုင်းလေးထိုးပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာကိုထိထိရရပေါ့နော် message ပေးနိုင်တဲ့ video လေးကပို့ပြီးတော့ view ရများတယ်အဲကြောင့်စိတ်ဝင်စားရပေါ့နော်ဗီဒီယိုတစ်ခုနဲ့ကိုယ့်ရဲ့ကြော်ညာအားတွေကောင်းချင်တယ်ရောင်းကောင်းချင်တယ်ဆိုရင်တော့ဒီတင်တန်းလေးကိုချိန်ဖို့မမိပါနဲ့ရှင်โอเคအဲ့တော့မလေးမနေ့ပိုင်းတော့စီစဉ်ထားပါတယ်20ရက်နေ့ပါဒီတစ်ပတ်သေးပေါ့နော်20ရက်နေ့ Zoom meeting နဲ့မလေးတို့စံကြရမယ်ရှင်โอเค bye bye